cái alo mày mình là nhà gen li ba lo nó cho nó đu thái nên mà giao xin đi đây cho nó ở miu đi alo mày mình là nhà gen li ba bia nó xây chân này với cho anh nhìn biết rồi nhà bà tí cho nó đu thái nên ngày gì bọn nó đà đâu mà bằng cao miu về mà hồi thì bọn nó chung lì to ba mà đi lâu thì xì gà ra bọn nó mì đi nè nó tai à đi ra bọn nó đừng nên một xin là liền với miu ba đấy thái nên màပြောချင်တာတော့ဥထိုင်းနိုင်ငံမှာပေါ့နော်ကျွန်တော်တို့ဖန်စီတွေတအားများနေပါတယ်ဗျာနော်အထောက်ထားရှိရင်လည်းဖမ်းတယ်အထောက်ထားမရှိရင်လည်းဖမ်းတယ်အဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်လို့အထောက်ထားလုပ်နေရလဲပေါ့အထောက်ထားရှိရင်ဘာဖြစ်လို့ဖမ်းတာလဲဆိုရင်အထောက်ထားရှိတဲ့သူကတထေးမတူရင်လည်းဖမ်းပါတယ်ကျွန်တော်တို့အလုံးလုံးပိုင်ခွင့်ဝက်ပါမိတ်ပေါ့နော်အလုံးလုံးပိုင်ခွင့်ဝက်ပါမိတ်ထဲမှာကကိုကဆိုပါစို့အလူမီနီယံလို့ဆိုပြီးတော့ဝက်ပါမိတ်ကထဲမှာထုတ်ထားပြီးတော့ကိုကတခြားလုပ်ငန်းတစ်ခုခုလုံးမိနေတယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒါဖမ်းပါတယ်ဗျာနော်ဖမ်းမိုင်ခွင့်လည်းရှိပါတယ်ပြောမယ်ဆိုရင်တော့ဗျာအရင်တော့ဒီလောက်မဆိုးဘူးပေါ့ထိုင်းနိုင်ငံကအခုဒီနှစ်ထဲမှာဖမ်းဆီးတော်တော်ဆိုးလာပါတယ်ဗျာဒါကလည်းဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့လူမျိုးတွေကလည်းသူများနိုင်ငံမှာလာနေပြီးတော့အနေထိုင်မတက်တဲ့လူတချို့ကိုပြောတာပေါ့နော်ကောင်းကောင်းမွန်မွန်နေထိုင်တဲ့လူတွေကိုကျွန်တော်မဆိုးလို့နော်မပြောဘူးကျွန်တော်တို့ထိုင်းနိုင်ငံကြီးကိုရောက်လာပြီးတော့ပေါ့နော်ကောင်းကောင်းမွန်မွန်မနေထိုင်မနဲ့အဲ့လိုမျိုးပေါ့နော်မူကြီးတောက်စားရန်ကားပြီးတော့ပေါ့နော်အဲ့လိုမျိုးပြဿနာတွေအမျိုးမျိုးရှာနေတဲ့သူများပစ္စည်းတွေခိုးဖွက်ဒီလိုဖြစ်နေတဲ့မြန်မာပြည်ကပေါ့နော်ပြောမှဆိုရင်တော့ရရင်ပြောရင်လည်းမြန်မာပြည်မှာနေပြီးတော့ပေါက်ပန်းစည်းသမားတွေပေါ့ဗျာနော်လူရိုင်းကားအဖွဲ့အစည်းတွေပေါ့ဒီလိုအဖွဲ့အစည်းတွေလာနေပြီးတော့ဒီလိုရိုင်းကားတာကြောင်းမို့လို့ကျွန်တော်တို့သူများနိုင်ငံကြီးအခုတဖြည်းဖြည်းနဲ့နေရတာကအဆင်မပြေတော့ဘူးပေါ့နော်သူများနိုင်ငံမှာသူ့နိုင်ငံရဲ့ဥပဒေပေါ့နော်သူ့နိုင်ငံစီမံစည်းကမ်းချမှတ်ထားတဲ့အတိုင်းပဲနေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ထိုင်းနိုင်ငံကြီးမှာကဘယ်လိုပဲဖြစ်ဖြစ်နေရထိုင်ရတာအဆင်ပြေပါတယ်ကိုယ်နိုင်ငံနဲ့ဆိုဆိုင်ပေါ့ဗျာနော်ကိုယ်နိုင်ငံနဲ့ဆိုင်တော့အများကြီးမှအဆင်ပြေပါတယ်ဗျအဲ့ဒါကဘာဖြစ်လို့လဲဆိုတော့ကိုယ်နိုင်ငံမှာပေါ့နော်ရှာလို့ရတဲ့ငွေနဲ့အခုသူများနိုင်ငံမှာရှာလို့ရတဲ့ငွေနဲ့ပေါ့နော်ဒါတွေအများကြီးกว่าတယ်နောက်ဆုံးဘယ်လောက်ထိလောက်กว่าမလဲဆိုလို့ရှိရင်ပေါ့နော်လူကမိသားစု4ယောက်လောက်ရှိတယ်ပေါ့ဆိုပါစို့မိသားစု4ယောက်လောက်ရှိတယ်မိသားစု4ယောက်လောက်ရှိတဲ့ဟာကို1ယောက်လောက်ပဲရှာမစုရဘူးပေါ့ဗျာမစုရဘူးအိမ်မပို့ရဘူးဆိုလို့ရှိရင်တော့မတော့ဟန်တဲ့သူကဘယ်လိုပဲဖြစ်ဖြစ်ကောင်းမွန်စားလို့လောက်ငှတယ်ပေါ့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့1ယောက်ရှာတဲ့အစားတော့1ယောက်ကကောင်းမွန်မစားတဲ့ပုံစံမျိုးပဲကိုယ်နိုင်ငံကိုစော်ကားတာတော့မဟုတ်ဘူးဗျာအခုအခြေအနေကိုကျွန်တော်ဒါပြောပြတာပေါ့အရင်တော့ဆိုလို့ရှိရင်တော့ဟုတ်တာပေါ့မြန်မာပြည်မှာလည်းပြောမယ်ဟင်းဆိုရှင်တဖြည်းဖြည်းနဲ့လည်းကျွန်တော်တို့မပြောချင်တော့ပါဘူးဗျာကိုယ်နိုင်ငံအကြောင်းပြောတော့လေကိုပောင်ကွန်လန်ထောင်းရပဲကြပါတယ်အားကြောင့်မလို့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ကျွန်တော်တို့အမျိုးတွေကနော်အနေထိုင်သွားလာလေးတွေဆင်ញင်မှာဘာပဲဖြစ်ဖြစ်ပေါ့နော်လမ်းသွားမယ်ဆိုလို့ရှိရင်လည်းစိတ်ချတဲ့ကားတွေကိုငားပြီးတော့ပေါ့နော်သွားရမယ့်အချိန်လေးတွေကိုကိုသွားမယ့်မြို့နယ်ရဲ့အချိန်လေးတွေကိုရွေးချယ်ကြည့်ပြီးတော့မှသွားလို့လာကြပါလို့ကျွန်တော်တို့မြတ်တဲ့ရက်ခံညင်ပါတယ်ဗျဘာဖြစ်လို့လဲဆိုတော့သွားမတော့တလန်စားမတော့တလုံးတဲ့ကိုကတော့ပတ်စံလဲကုန်သေးတယ်ပေါ့နော်ကားငားပြီဆိုတော့ပတ်စံလဲကုန်ပါသေးတယ်လမ်းတစ်ခုသွားတယ်မကျွမ်းကျင်တာနဲ့ကာသမားတွေကလည်းကိုရရင်ပြီးရဆိုပြီးတော့အဲ့မျိုးခေါ်ဝါနေတဲ့အချိန်မျိုးမှာကျွန်တော်တို့ဒီလိုမျိုးလမ်းမှာပိတ်ပြီးတော့ဖမ်းတဲ့ဓမ္မမဟုတ်ဘူးဗျာနော်ကျွန်တော်တို့လမ်းပေါ်မှာသွားနေတဲ့ဗလိတ်ကားတွေကလည်းအများတန်းကိုစောင့်ကြည့်နေပါတယ်ကျွန်တော်ဒီကင်မရာတွေကနေကိုလည်းစောင့်ကြည့်နေပါတယ်ဗျာအဲ့တော့ကျွန်တော်တို့အမျိုးတွေလမ်းတွေပါတယ်သွားလာတာလည်းသတိထားပါအခုဆိုလို့ရှိရင်ဘယ်လောက်ထိကျွန်တော်တို့အမျိုးတွေစိုးဝါးနေတယ်လဲဆိုလို့ရှိရင်ပေါ့ဗျာကျွန်တော်တို့တွေလုပ်ငန်းခွင်တွေပေါ့နော်ကိုယ်အခန်းနေပြီးတော့ပတ်စိုးပါညာရှိနေရင်းနဲ့ပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းခွင်တွေသွားတာပေါ့နော်စက်ရုံတွေကိုအလုပ်သွားတာတော့မှဆိုင်ကင်းနဲ့သွားလို့ရှိရင်အနောက်ကနေပြီးတော့ဆိုင်ကင်းနဲ့လိုက်ပြီးဖမ်းတာမျိုးတွေရှိတယ်နော်စက်ရုံရဲ့အရှိကနေကြိုစောင်းနေပြီးတော့အမျိုးလိုက်ဖမ်းတာမျိုးတွေမှာအများကြီးပဲဗျထိုင်းနိုင်ငံမှာဒါတွေကအရင်တော့ဘာတစ်ခါမှမမြင်ဘူးမကြားဘူးမကြုံဘူးပေါ့နော်အခုဒီနှစ်ထဲမှာတော်တော်မှဆိုးဝါးနေပါတယ်ဒါတော့ကျွန်တော်ပြောတာကအထောက်ထားရှိတဲ့လူကိုပြောတာနော်အထောက်ထားမရှိတဲ့လူတွေအတွက်ဆိုလို့ရှိရင်ဘယ်လောက်များရင်နာဖို့ကောင်းလိုက်လဲဘယ်လောက်များကြောက်ဖို့ကောင်းလိုက်လဲပေါ့နော်အဲ့ဒါကိုကျွန်တော်တို့မျိုးတွေသိဖို့လိုပါတယ်နော်ကဲကျွန်တော်အခုပြောတယ်နော်ကျွန်တော်တို့အမျိုးတွေအခုဒါနေထိုင်ဆင်ញင်မှာအထူးသဖြင့်တော့အသွားလာလေးတွေဆင်ញင်မှာနေထိုင်တာလေးဆင်ញင်မှာနောက်ဆုံးဘယ်လောက်ထိနေရမလဲကိုယ်ဘာထောက်တာမရှိဘူးဟေ့ဆိုရှင်မွေးရတောက်စားရန်ကားနေတယ်ဆိုရှင်ဖြစ်နိုင်ရတဲ့နာကိုလုံးဝမသွားနေပါနဲ့သူတို့ပြဿနာတက်တဲ့ဟေ့ဆိုရင်ဒီပြဿနာကိုသွားပြီးတော့မဆက်စုပါနဲ့မကြည့်ပါနဲ့ကိုယ်အခန်းချက်တို့တကယ်လို့
အခန်းနှခမ်းမနော်မိသားစုရှိတယ်ဟဲ့ဆိုအပြန်တက်တော့ခတ်ပြီးတော့ဒါလေးအဲ့တိုင်းလေးနေလိုက်ပါအဲ့ဒါအန်ဒီရဲ့ကင်းပါတယ်ဗျဘာဖြစ်လို့လဲဆိုတော့အခုထိုင်းနိုင်ငံမှာပေါ့နော်အရင်တော့ကျွန်တော်တို့ဖမ်းမိရဆိုလို့ရှိရင်ငွေနဲ့ကျွန်တော်တို့လိုက်ပြီးတော့ရွေးချယ်လို့ရပါတယ်အခုတလောမှဆိုရင်တော့မရပါဘူးဗျာနော်မြန်မာပြည်ကိုပြန်ပြီးတော့ပို့ပါတယ်မြန်မာပြည်ကိုပြန်ပို့တာကလည်းကျွန်တော်တို့မြန်မာအစိုးရလက်ထဲကိုပြန်ထည့်ပြီးတော့စစ်မှုထမ်းတဲ့အထိကိုပြန်ပြီးတော့ထည့်ပေးတာပါဗျာနော်ကဲဘာဖြစ်ကျွန်တော်တို့မှာပေါ့နော်အခုလိုမျိုးဘူးသူရတွေရတဲ့ရှိတာလေးတွေကိုကျွန်တော်တင်ဆက်ပေးမှဖြစ်ပါတယ်ဗျာနော်နောက်ဗီဒီယိုတွေမှာလည်းဆက်ပြီးတော့ကြည့်ကြပါအောင်အားပေးကြပါအောင်နော်အခုကျွန်တော်တင်ပေးလိုက်တဲ့ဗီဒီယိုထဲမှာကျွန်တော်တို့အမျိုးတွေပေါ့နော်တခုပေါ့တစ်စုံတစ်ခုပေါ့နော်အသိတရားလေးတွေတိုးလာတယ်ဆိုလို့ရှိရင် comment လေးတွေရေးခဲ့ပြီးလို့ရပါတယ်အကြံပြုခဲ့လို့လည်းရပါတယ်ဘယ်နေရာမှာလင့်ဟာနေလဲဘယ်နေရာမှာမားနေလဲပေါ့နော်အဲ့အကြံပြုပေးလို့လည်းရပါတယ်ဗျာနော်ကျွန်တော်ရဲ့ဘေးကခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးဖို့မြတ်တဲ့ရက်ခံပါတယ်ဗျာနော်ကျွန်တော်တို့မစင်းသွင်းပြီပေါ့ဗျာအဲ့ဒါလေးကိုလည်းနှိပ်ထားပေးဖို့ကျွန်တော်ဘက်ကနေပြီးမြတ်တဲ့ရက်ခံပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျာ